တော့အထူးတလဲတို့အထူးသဖြင့်လို့ပြောမယ်ဆိုလို့ရှိရင် especialist နဲ့ specialist ဆိုတဲ့စကားလုံးလေးနှလုံးကိုသုံးလို့ရတယ်အဲ့တော့ especialist ကိုသုံးတဲ့အခါမှာတာမန်ထက်ပိုတဲ့အခြေအနေလေးတစ်ခုကိုအထူးတလဲလို့ပြောချင်တယ်ဆိုရင် especialist ကိုသုံးရပါတယ် specialist ကိုသုံးမယ်ဆိုလို့ရှိရင်တော့အကြောင်းအရာတစ်ခုခုကိစ္စရပ်တစ်ခုခုကိုတိတိပပရည်ညွှန်းပြီးအဲ့ကိစ္စအတွက်ကိုမှအထူးတလဲလို့သုံးချင်တယ်ဆိုရင် specialist ကိုသုံးရပါတယ်ဒါဆိုရင်ဒီစကားလုံးလေးနှလုံးကိုဘယ်လိုသုံးသင့်တယ်ဆိုတာကို example စာကြောင်းလေးထဲမှာကြည့်ကြည့်မယ် My mom's blank makes a cake for my birthday I love sweets blank chocolate cake နော်ဆိုတော့ဒါဆိုရင်ပထမစာကြောင်းလေးကငါမွေးနေ့အတွက်ငါမေကကိတ်မုတ်တစ်လုံးကိုတဲ့အထူးတလဲလုပ်တယ်တဲ့ဆိုတော့ဒါကိစ္စရဲ့တစ်ခုအတွက်အထူးပြုပြီးတော့မှပြောတာမျိုးဖြစ်တဲ့အခါမျိုးမှာအထူးတလဲလို့သုံးချင်တာဖြစ်တဲ့အတွက် specialist ကိုသုံးရပါမယ်ဆိုတော့ my mom's specialist makes a cake for my birthday ငါကတော့အချိုကြိုက်တယ်အဲ့တော့အထူးသဖြင့်တော့ chocolate cake ပေါ့ဆိုတော့เนาะတာမန်ချက်ပို့ပြီးတော့မှဒီ chocolate cake လေးကိုကြိုက်တယ်ဆိုတဲ့သဘောမျိုးကိုပြောချင်တာဖြစ်တဲ့အတွက်အဲ့တော့ဒီဒုတိယ blank လေးကတော့ especialist ကိုသုံးရပါမယ် I love sweets especially chocolate cake ဖြစ်ပါတယ်ဒါဆိုရင်ဒီ video file ကနေဒီ specially နဲ့ especially ဆိုတဲ့စကားလုံးလေးနှလုံးကိုဘယ်လိုလေးခွဲသုံးသင့်တယ်ဆိုတဲ့အကြောင်းလေးကိုနားလည်သွားမယ်လို့ထင်ပါတယ်အဲ့တော့အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်ဆိုရင် Brilliant Future English စာသင်တန်းမှာရှိတဲ့ Business English Speaking Course ကိုသင်ယူလို့ရပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်